Prove your point. Welcome to the team, Reacher. ဂျက်ကဒုစရိုက်ကောင်းကျိုးရဲ့စမ်းသပ်မှုကိုအောင်မြင်စွာကြောက်ဖြတ်နိုင်ခဲ့တယ်။သူ့ရဲ့ရဲရင်နဲ့လှုပ်ဆောင်ချက်တွေကြောင့်သူဟာလုံခြုံရေးဖွဲ့ရဲ့အဖွဲ့ဝင်တူဖြစ်လာခဲ့တယ်။လူတိုင်းထွက်သွားကြပြီးတဲ့နောက်ဂျက်ကအခန်းရဲ့ထောင်တိုင်းကိုမြင်းမြန်းဆန်းဆန်းပဲစစ်ဆေးလိုက်တယ်။အောက်ခြေကြီးကင်မရာတွေတော့မဟုတ်နားထောင်တဲ့စက်ပစ္စည်းတွေတက်ဆင်ထားခြင်းရှိမရှိသူတေချာအောင်စစ်ဆေးခဲ့တယ်။အခန်းဟာလုံခြုံမှုရှိကြောင်းအတည်ပြုပြီးတဲ့နောက်သူကဖက်နှက်ဖွားထဲမှာဝတ်ထားတဲ့ပုံကိုထုတ်ယူလိုက်တယ် Yeah. I'm in. ။လွန်ခဲ့တဲ့တစ်ပတ်လောက်ကပဲဖက်ဒရယ်အေဂျင့်တွေကဂျက်ကိုရှာဖွေတွေ့ရှိခဲ့ကြတာပါ။ဒုစရိုက်လုပ်ငန်းတွေရဲ့တက်တေထောက်ထားတွေကိုစုဆောင်းဖို့အတွက်ဒုစရိုက်ကောင်းကျိုးစီမှာသူ့ကိုထောက်လှမ်းရေးဖြစ်တွားရောက်လုပ်ကင်စေခြင်းခဲ့ကြတာဖြစ်တယ်။ဒီအတွက်ကြောင့်သူတို့ဟာပြန်ပေးဆွဲမှုကိုတမင်တကာဟန်ဆောင်ဖန်တီးခဲ့ကြတယ်။ပြန်ပေးဆွဲသူအဖြစ်ဟန်ဆောင်ထားတဲ့အေဂျင့်ကဒုစရိုက်ကောင်းကျိုးရဲ့တူးတဲ့တော်သားဖြစ်သူကိုပြန်ပေးဆွဲသွားခဲ့တယ်။အေဂျင့်ကကောင်လေးကိုခေါ်ဆောင်သွားခဲ့တယ်။အဲ့ဒီနောက်မှာပဲဂျက်ကစတင်လှုပ်ရှားလိုက်တယ်။စေတနာဝန်ထမ်းစေတနာရှင်ပြည်သူတို့အဖြစ်ဟန်ဆောင်ပြီးဂျက်ကကောင်လေးကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့တယ်။သူ့ရဲ့ဇလန်းကိုပို့ပြီးယုံကြည်လာစေဖို့အတွက်သူကရဲရရှိတူကိုတင်းနဲ့ပစ်တက်လိုက်တယ်။ဒါပေမဲ့ဒီသွေးတွေကအတူတွေပါ Shot a cop. I didn't know. I thought he was pulling a gun. ။ရဲတွေရဲ့လိုက်လံဖမ်းဆီးမှုကိုရှောင်ရှားဖို့အတွက်ဂျက်ကကောင်လေးနဲ့အတူအချိန်ပြင်းပြင်းမောင်းနှင်ထွက်ခွာသွားခဲ့တယ်။ဘေးကင်းတဲ့နေရာတစ်ခုကိုရောက်သွားတဲ့အခါဂျက်ကကောင်လေးကိုဘေးကင်းရာထွက်သွားဖို့ပြောလိုက်တယ်။ဒါပေမဲ့ကောင်လေးကတိတ်ကိုကြောက်လန့်နေပြီးသူ့ကိုအိမ်ထိလိုက်ပို့ပေးဖို့ဂျက်ကိုတောင်းပန်ခဲ့တယ်။ဒါဟာဂျက်လိုချင်နေတဲ့အချက်ပဲဖြစ်တယ်။သူကဒီခွင့်ရေးကိုအသုံးပြုပြီးဒုစရိုက်ကောင်းကျိုးနဲ့ညီးကပ်စွာချင်းကပ်ဖို့ရည်ရွယ်ခဲ့တာပါ။ဂျက်ကကောင်းကျိုးရဲ့စံအိမ်စီကိုမောင်းနှင်သွားခဲ့တယ်။စံအိမ်ရဲ့လုံခြုံရေးကတိတ်ကိုစီကံတင်ကျလာပါတယ်။အဝင်ထွက်ပြုလုပ်သူတိုင်းကိုစစ်ဆေးမှုပြုလုပ်ခဲ့ကြတယ်။ဂျက်ရဲ့တင်နက်ကိုတင်စိလိုက်ကြတယ်။အဲ့ဒီနောက်သူ့ကိုကောင်းကျိုးစီခေါ်ဆောင်သွားခဲ့တယ်။သူ့ရဲ့ကိုရေးရာဇဝင်အစစ်အမှန်ကိုအသေးစိတ်စုံစမ်းစစ်ဆေးခဲ့ကြတယ် Your record. It's impressive. West Point graduate, 2 silver stars, Purple Heart. ။ဒုစရိုက်ကောင်းကျိုးကဂျက်ကိုတိတ်ကိုအချင်းကြီးသွားခဲ့တယ်။သူကဂျက်ကိုသူ့ရဲ့လုံခြုံရေးဖွဲ့ရဲ့ဝင်ရောက်ဖို့ဖိတ်ခေါ်ခဲ့တယ်။ဂျက်ကိုစမ်းသပ်ဖို့အတွက်ကောင်းကျိုးကရောရှာယူလက်ဂိမ်းကစားခိုင်းခဲ့တယ်။ဂျက်ကတုံးဆိုင်မနေပဲတင်နက်ကိုကောက်ကန်လိုက်တယ်။ကောင်းကျိုးဟာသူ့ရဲ့ရဲရင်နဲ့လှုပ်ရှားမှုကြောင့်လုံးဝသဘောကျသွားခဲ့တယ်။ဂျက်ကစမ်းသပ်မှုကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့တယ်။ပြီးတော့လုံခြုံရေးကောင်းဆောင်စီကသူ့တင်နက်ကိုပြန်နှောင်းခဲ့တယ် I know the bullet didn't have any powder in it. It's a dud. What would you have done if I'd have killed myself? Same thing we did with the last guy. ။လုံခြုံရေးကောင်းဆောင်ထွက်သွားပြီးတဲ့နောက်ဂျက်ကအရေးတွေဟာကျမ်းပြင်ပေါ်မှာထူးဆန်းတဲ့ပုံစံဖြစ်ပေါ်နေတာကိုသတိပြုမိသွားခဲ့တယ်။အဲ့ဒီမှာဝင်ပေါက်တစ်ခုရှိနေရဲ့လို့သူတန်တရားဝင်သွားတယ်။အခန်းထဲပြန်ရောက်တဲ့အခါဂျက်ကသူ့ရဲ့ဝတ်ထားတဲ့ဖုန်းကိုထုတ်ပြီးအထက်လူကြီးစီအစီရင်ခံလိုက်တယ် Made me play Russian roulette. Probably thought it was more theatrical that way. Fuck, you did it? I used my own gun. Had a chamber marked, remember? I put the bullet in that one, so even with the cylinder closed, I always knew where it was. ။ဂျက်ဟာတင်နက်ပေါ်မှာအမှတ်အသားလုပ်ထားခဲ့တာကြားပြီးဖြစ်ကြောင်းသိလိုက်ရတယ်။ကြီးစံပင်နားမှာရှိနေလဲဆိုတာသူအတိအကျသိနေခဲ့တာပါ။ညနေပိုင်းလူတိုင်းအိပ်ပျော်သွားကြတဲ့အခါဂျက်ကပြတင်းပေါက်ကနေတိတ်တဆိတ်ထွက်ခဲ့တယ်။သူဟာအစောပိုင်းကရှိနေခဲ့တဲ့အခန်းစီကိုတနက်မတ်မတ်သွားခဲ့တယ်။ထင်ထားတဲ့အတိုင်းပဲသူဟာမြေအောက်ခန်းရဲ့ဝတ်ထားတဲ့ဝင်ပေါက်ကိုတွေ့ရှိခဲ့တယ်။သူကမြေအောက်ခန်းထဲကိုဂယူးတစိုက်ဝင်ရောက်ခဲ့ပြီးပျောက်ဆုံးနေတဲ့အမျိုးသမီးအေဂျင့်ရဲ့ပစ္စည်းတစ်ခုကိုတွေ့ရှိခဲ့တယ်။ဂျက်ကသူ့ခန်းကိုပြန်လိုက်ရုံပဲရှိသေးတယ်။အဲ့ဒီအချိန်မှာပဲစံအိမ်ထဲကိုကားတစ်စီးဝင်လာခဲ့တယ်။လုံခြုံရေးကောင်းဆောင်ဟာပြန်ပေးဆွဲမှုကိုစုံစမ်းစစ်ဆေးနေတော့မှဖြစ်နေတာပါ။ဂျက်ကသူ့ခန်းစီမြန်ပြန်ရတော့မယ်။သူပြတင်းပေါက်စီပြန်တက်နေတော့မှပဲသူမတော်တဆပြုတ်ကျသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲလုံခြုံရေးကောင်းဆောင်ကတကားဝါကိုရောက်ရှိနေပြီဖြစ်တယ်။သူကတကားဖွင့်ဖို့တော့ကိုထုတ်ယူလိုက်တယ်။အခန်းထဲမှာလူမရှိတာကိုတွေ့တော့သူချက်ချင်းပဲတန်တရားဝင်သွားတယ်။သူဆက်လက်စုံစမ်းတော့မယ့်အချိန်မှာပဲဂျက်ကရေချိုးခန်းထဲကနေထွက်လာခဲ့တယ်